တော့ဒီဘက်ဒီတော့ဒီတလမဒီဟာလေးတောက်လေးခွာဖို့သုံးဝင်ဒီလိုမျိုးကြီးတားမတားလို့ရအဲ့ဆိုရှစ်လက်မဘယ်ကနေရမှာဒီကနေရှစ်လက်မအဲ့ဒါမှပြောမလောက်ပါမှအေးတင်ရဘလောက်တင်ရ40ခွဲ40ခွဲဆိုရင်ဒီခုတလမရဲ့နောက်ကနေ4နဲ့5စိတ်ဒီတလမရဲ့နောက်ကနေနော်40ခွဲဆို4ခွဲတကယ်လို့36ဆိုရင်3နဲ့6စိတ်တင်မော်ကြည့်ပြီးဒီရောက်ကဟောင်းစားရမှာ50ဆိုရင်5လက်မခုက40ခွဲဆို4ခွဲ36ဆိုရင်3နဲ့6စိတ်39ဆိုရင်3နဲ့9စိတ်41ဆိုရင်4နဲ့1စိတ်အဲ့လိုမျိုးဒီလောက်တဲ့မြင်းကြောင်းနဲ့အော်ဒီတောင်းနဲ့တလမမြင်းကြောင်းနဲ့ဒါနဲ့ကိုတလမမြင်းကြောင်းနဲ့ဒီဆက်တဲ့မြင်းကြောင်းမှာမယ်နော်တလမမြင်းကြောင်းနဲ့ဒါနဲ့ဆက်ပြီးရင်နောက်တဲ့ဒီအစာရဲ့အစွန်းနဲ့ဘက်ကပေတံတရားသားပြီးတော့အမျိုးလောညက်ရမယ်မြင်းကြောင်းဒီဟာချုပ်ရမယ်မြင်းကြောင်းဒီမယ်နော်ချုပ်ရမယ်မြင်းကြောင်းကဒီတော့ဒီတလမနေရာနဲ့ဆက်ညက်ရမယ်မြင်းကြောင်းကဒီအစာနဲ့ဆက်ဟုတ်ကဲ့ညက်မယ်ဆက်ကူနေတယ်ညက်လိုက်အငင်းညက်လိုက်တော့တကယ်ကြက်ညက်မရဘူးဟုတ်ဒီမှာဟိုအတိုင်းနဲ့အငင်းညက်ဒါလေးလည်းညက်ဒါညက်အောင်ကကြည့်လိုက်ပါလားအာဒီမှာဒါကညက်ပြလို့ကြားမှာဆိုမမလို့တာဒါလည်းအကူမဆွေးလေ အခုကမင်းဒီခောက်ထားတဲ့ဟာကိုဒီကနေနင်းခဲ့ဒီနင်းပြီးတော့နားဒီမှာဒီအကွဲသားဒီမှာအထောက်ပြီးဒီဘက်ပွေပြီးသားဆိုရင်ဒါလေးကိုလူခောက်ရိုးပြောင်းလဲဒီလေးနင်းခဲ့ပါဟုတ်ကဲ့အတွင်းဘက်ချင်းဒီမှာနှစ်လက်မရှိတော့နော်လာကဲ့တော့ပြီးဒီမှာချုပ်ဒီရချုပ်တာပါဒီတောင်းရဲ့အောက်ကနေချုပ်တောင်း6ကိုတော့3အခုက6ရှိတယ်နော်6ရှိတယ်အော်ဟုတ်3ခုနကရခုနဲ့3စိတ်နော်နော်အေးကိုရတဲ့အတိုင်းနဲ့စားတပူရတဲ့အတိုင်းနဲ့ခုနဲ့3စိတ်နေရအောင်မှတ်ဒါလည်းချပြောလေဒါကိုလည်းခုနဲ့3စိတ်နေရအောင်မှတ်အဲ့မှတ်လို့ရတဲ့ဟာကိုဟိုဟာတော့အတိုင်းပဲဟိုမှာချိတ်ဟိုမှာကတစ်ထည့်တုံးကတော့ရခဲ့ပြီမလားရသေးဘူးနော်အခုကဘာတစ်ထည့်ချုပ်ရတယ်တစ်ထည့်ပဲချုပ်ရတယ်3တယ်3တယ်မြောက်လေအဲ့ဆိုဟိုပစမဆုံးထည့်နေတူတူပဲလေဟိုတစ်ထည့်ရတာချိုးကြည့်တော့ပဲအဟောင်းပါဒီမှာတယ်ပြီးဒါကွက်သူပြန်ရခြင်းသေးလားဟုတ်သူစောင်းတဲ့နေရာမှာအတီလုံးအောင်ချိတ်တွေကိုဒီတောက်တွေရှိတဲ့ဘက်ပဲအပေါက်လှည့်ထားအပေါင်းကအတင်းနော်ချိတ်တက်ပြီးဒီမှာကဟိုတန်ချိတ်တက်ရမှာဒီမှာတန်ချိတ်တက်ရလောက်ပြီးခုနကအတိုင်းပဲဒီကနေဒီနှစ်လက်မှဖြည့်ရဒီအော်ဒီမှာနှစ်လက်မှဖြည့်ဒီကိုခောက်โอเคခောက်ပါမှာတလက်တစ်ခွဲစင်းကျက်ညဟုတ်
ညပြီးဓာတ်ကိုအညီထားဒီဘက်အောက်ချင်းကိုအညီထားပြီးတော့ခေါက်တော့ဓာတ်ကဒီဘက်ထိထည့်ရမှာနော်အဲ့တိုင်းနဲ့နောက်ပြီးဓာတ်ရှက်လည်းဒီလိုပဲရှစ်လက်မှာဒီမှာလည်းတော့ဖြတ်ပြီးသားဆိုရင်ဒီမှာဒါဖြတ်ပြီးသားဒါကဒီဘက်ကစောင်းပြီနော်ဒီဘက်ကမစောင်းရဘူးဒီတော့လို့ခောက်တယ်နားလည်းရှောက်တယ်ဒီစားကြည့်နော်ဒီဒါပဲထောက်ထားလိုက်ဖြတ်ပြီးတော့ခောက်တော့ထောက်ကနေလေးထောက်6တော့6ဒါကျတော့ဒီအားလုံးမှာဒါကိုကတိနဲ့ညှက်ပြက်လုံးမတော့ဒီနားလေးမှာဖိုင်ဟောက်ပြီးမှလုံးကြီးမလောက်ပြဒီမှာလို့ရင်ဘယ်လိုမှနားမလဲဘူးဟုတ်ပါဘူး